ပါခင်ဗျကျွန်တော်တို့ဝေကွာဆိုင်ရဒီမှာ2ရောက်အိတ်ပေါ့နော်9ပေခွဲကတင်ခင်ဗျအသက်ကြီးပိုင်းလေးဆိုလို့ရှိရင်ပို့ပြီးတော့အဆန်ပြေတာအောက်မှာလေကျွန်တော်ဒီအဲ့လိုအလို့ကြီးခါကြတော့ပြတ်ထိုင်းတဲ့ခါကြတော့ထိုင်းလို့တခါလေးဒူးတွေပိုင်းနာနဲ့လို့တွေ့ခိုင်းနာနဲ့လို့တွေ့တော့အဆန်ပြေတယ်ပေါ့နော်မနာနဲ့လို့အိတ်လို့ရပါတယ်နော်အောက်မှာအလို့ကြီးတစ်တိုင်ပါချိုးလို့ရတယ်နေရာလက်ကိရှိတော့ဒီကတင်မျိုးနေရာပို့အဆန်ပြေနေနော်နေရာနဲ့ဘာလို့လဲသူကတင်နေရာတိတက်မပေးရတော့ဘူးပေါ့နော်အဲ့ခါကြတော့ပို့အဆန်ပြေတယ်အောက်မှာပစ္စည်းတော့နှက်ထည့်လို့ရတယ်နော်ဒါတော့ကျွန်တော်ဒီ2ရောက်အိတ်ပေါ့နော်9ပေခွဲပါခင်ဗျ9ပေခွဲအကျယ်ရတော့ဒီလိုအကျယ်တော့9ပေခွဲရှင်းလောင်ကဒီလိုအမြင့်အဝါပေါ့အလျားကတော့ဟိုအိတ်တဲ့ဘက်ကတော့ကျွန်တော်ဆက်နှစ်ဖက်ကျတော့သူက6ပေခွဲရှိတယ်9ပေခွဲ6ပေခွဲပေါ့နော်ဒါက9ပေခွဲနေကုန်6ပေခွဲမုံရတော့ကျွန်တော်ဒီမျိုးမွန်ရတော့အဆန်ပြေတယ်နော်စပလိန်မွန်ရကြတော့ဒီနေ့ကြက်နေပေါ့နော်ကျွန်တော်လည်းပြည့်စုံတော့နော်ဒီကတော့တော့ရတယ်အားလုံးကျေးဇူးပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်မမဆက်ဆင်းရပါပြီ